ကျွန်တော်ဆိုင်နာမည်ကတော့ DNA Bar and Restaurant ပါဗျာဟင်းပွဲပေါင်းကတော့မျိုးစား100ကျော်200လောက်ရှိရတယ်ဗျာ Chinese ကိုအဓိက main ထားသွားတာပေါ့နော် Chinese မှာကျွန်တော်တို့ရွေးချယ်စရာကတော့ Sichuan ရှိမယ်မာလာရှိမယ် Quantum ဆိုတဲ့အမျိုးမျိုးရှိမယ်အဓိကစားသိချင်တာကတော့ဒီငါး Sichuan မာလာဘန်းပေါ့နော်ငရဲကိုသုံးထားတယ်သူက Sichuan ပြည်နယ်ကထင်ကရဖြစ်တဲ့ငါးမာလာဘန်းအမျိုးစားပေါ့နော်သုံးတဲ့အမျိုးစားကြီးကလည်းကျွန်တော်ဒီတရုတ်ပြည်ကလာတဲ့ခင်းခက်အမွှေးကြအနှစ်တွေစစ်တွေပဲသုံးထားတဲ့အတွက်ဒါစားလိုက်တာနဲ့ Sichuan ပြည်နယ်ရောက်တဲ့အတိုင်းဖြစ်သွားကြရမယ်ဗျာဒါတော့ဒီဆံမပဲရမယ်ဆိုတဲ့ဟင်းပွဲပေါ့နော်သမင်းကျော်ပေါ့အထက်မှာတန်လေးပဲပေါ့နော်တန်လေးပဲကိုအဓိကထားပြီးတော့ကြော်ပေးထားရပါတော့တန်လေးကျတော့ကလေးရောလူကြီးရောတဲ့တယ်ပေါ့ဗီတာမင်ရောအပြည့်အဝပေးနိုင်တယ်ပေါ့အခုကကျတော့ကျွန်တော်ဒီ Quantum ပေါ့ကလေးရောလူကြီးရောစားလို့ရတဲ့အချိုဘက်သွားပေါ့သုံးတဲ့သားပေါ့နော်သုံးတဲ့သားကိုသုံးထားတယ်ပြီးတော့သူတို့ပေါင်းတဲ့အစစ်စင်ရတယ်ကျွန်တော်တို့မှတကယ်ကိုစနစ်တွေနဲ့ပေါင်းတာပေါ့နော်ဒီမှာဆိုင်မှာတော့ကျွန်တော်တို့တောက်စရာရွေးချယ်စရာပေါ့နော်မျိုးစားတော့အများကြီးရှိရ drink တွေပေါ့နော်ကလေးတွေမျိုးသမီးတွေတောက်တဲ့ soft drink တွေရောရှိမှာဗျာကျွန်တော်တို့ဒီဆိုင် decoration ကြောင့်အဓိကကျွန်တော်တို့မှာအလာကြကကျတော့ indoor ရှိမယ်အောက်တို့မှာလည်းကျွန်တော်တို့ဒီဘောလုံးပွဲမှာကြီးဖို့တဲ့ LED ပုတ်လည်းရှိမယ်နောက်တဲ့အားသာချက်တစ်ခုကကျတော့ fabric room လေးတွေပေါ့ထားပေးထားတယ် room ချက်မြူတာကို fabric battery တွေလုပ်လို့ရမယ်ပြီးရင် event ပေါင်းဆိုပါ party ပွဲလေးတွေ fabric ကျင်းပလို့ရမယ်ဆိုင်လိပ်စာကတော့63 3536ကြားပါခင်ဗျာစီးရဲ့ချိန်ကတော့9နာရီလောက်ကစရခင်ဗျာညဘုံပေါ့7 7လောက်ထိကိုမပြတ်ဘူးခင်ဗျာဆိုင်ဖွင့်ချိန်ကတော့ညနေ4နာရီကနေပြီးတော့ည1နာရီထိပေါ့နော်ပြီးတော့ကျွန်တော်တို့သတင်းတစ်ခုပေးချင်တာကြတော့ဒီကိန်းပိုင်းမှာကျွန်တော်ထပ်ဖွင့်ဖို့ရှိရပေါ့နော်အဲ့တော့လည်းလာရောက်ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်